လောကမှာအမြဲတမ်းတတ်တတ်ရရတန်ရှင်းတည်တတ်စွာနေတတ်ဖို့အတွက်မန္တနာဝိပုတနာဆင်ရမယ်ပြင်ရမယ်တဲ့အဲ့ဒါလို့ဆင်မပြင်မလူတွေဟာတတ်ရတန်ရှင်းပြီးတော့လူတွေရဲ့အထင်ကြီးမှုကိုလည်းရရှိတယ်ယုံသိမှုကိုလည်းရတယ်ဒါလောကသဘာဝပါလေရှင်ဘုရင်တောင်မှအဝတ်စုပ်ဝတ်သွားရင်ဘယ်သူမှလေးစားမှာမဟုတ်တာအဲ့တော့တတရရဝတ်စွာရှင်ဘုရင်ဆိုရှင်ဘုရင်နဲ့တန်တဲ့အဝတ်နဲ့ဝတ်သွားမယ်ဆိုရင်အားလုံးကလေးစားကြမှာပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒါကိုဟောတာတကယ်ကိုလက်တွေ့ကြတယ်လို့ဒီတရားရှိခင်သူတော်စင်ပြိဿတ်တို့လည်းဒီတိုင်းပဲပွဲနေပွဲတိုင်းသွားတယ်အရထဲသွားတယ်အပြင်သွားတယ်တသက်ရဲ့ဝတ်စားသွားရဟန်းတော်တွေကိုလည်းမြတ်စွာဘုရားညွှန်ကြားတာမြို့တွေရွာတွေထဲသွားတယ်ဆိုရင်သင်္ကန်းယုံပြီးတော့တသက်ရဲ့သွားဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်အမြင်လှပိတတ်တဲ့တတ်ရတဲ့ဆိုအမြင်လှမန္တနာဝိပုတနာတဲ့တစားဆင်ရမယ်အလှပြင်ရမယ်အဲ့ဒါမှတန်ရှင်းတတ်ရတယ်လို့ဒီလိုဆိုတာဘုန်းကြီးတို့သီရိလင်္ကာမှာနေလာတဲ့ချိန်တီဟိုလူမျိုးတွေကသူကကိုလိုနီဘဝမှာနှစ်ပေါင်း400ကျော်ရောက်တာပထမဒတ်ချ်ဒုတိယပေါ်တူဂီတွေတတိယကျတော့အင်္ဂလိပ်ဆုံးပြီးတော့သူတို့လူမျိုးတွေကိုနည်းနည်းလေ့လာပြီးတော့ကြည့်လိုက်တဲ့အခါမျိုးကလူတွေအိမ်မှာဆိုလို့ရှိရင်ဧကန်းမှာတတရထားလေးရှိစတီနဲ့စပွဲနဲ့ကလထိုင်နဲ့အလှပပန်းအိုးလေးတွေတင်လို့ဟောတတရပြင်ဆင်ထားတာသူတို့ရောက်မှုတဲ့အိမ်တွေမှာဆိုလို့ရှိရင်ဒါဆင်းရဲတဲ့အိမ်တော့မပေါ့ဘူးအဲ့လိုတတရနေလေးရှိတယ်အိမ်ချံဝဲလည်းတန်တရတန်တန်ရှင်းရှင်းဒီလိုနေကြအဲ့ဒါကိုမြတ်စွာဘုရားပြောမိတ်ရှိတာမန္တနာဝိပုတနာဝဏတအာဟာရောတဲ့လူတွေမကဘူးလူနဲ့ပတ်ဝန်းကျင်တန်ရှင်းတတ်ရအောင်ပြင်းပြင်းစင်စင်နေထားရမယ်လို့ဒီလိုဆိုတာအဲ့ဒါလည်းပဲလွယ်လွယ်ကူကူနဲ့မရဘူးတဲ့ဟုတ်တာပေါ့လောကမှာအနေထိုင်တန်ရှင်းတတ်ရတဲ့လူနဲ့အနေထိုင်ညစ်ပတ်တဲ့လူဘယ်သူကပေါ်တော့နေထိုင်ညစ်ပတ်တဲ့လူကပေါ်တယ်ဟောတန်ရှင်းတတ်ရနေတတ်တဲ့လူကအမှန်တမ်းရှားအဲ့ဒါကြောင့်လို့မြတ်စွာဘုရားဒါကိုဟောတာနောက်တတိယအချက်ကဟုတ်ပြီစီးစိမ်ဥစ္စာတွေလည်းလုံလောက်တယ်ကြိုးစားလို့အနေထိုင်လဲတတ်ရပြီးဆိုနောက်တစ်ခုလိုအပ်ချက်ရှိလူတွေမှာလိုအပ်ချက်နောက်တစ်ခုတတိယလိုအပ်ချက်ကဘာလို့ဆိုကျမ်းမာရေးယောဂဝေဒနာတွေကင်းရှင်းပြီးတော့ကျမ်းမာရေးတဲ့အဲ့ဒီကျမ်းမာရေးဆိုတဲ့လိုအပ်ချက်ပြည့်ဖို့ရအတွက်ဘာလုပ်ရမလဲဆိုဘုရားခြုံငုံပြီးတော့ဟောလိုက်တာတပ္ပါယကိရိယာအာရောချတအာဟာရောတပ္ပါယကိရိယာတင့်မြတ်တအောင်ပြုလုပ်နေထိုင်ခြင်းဟာအာရောချတကျမ်းမာရေးရဲ့အာဟာရောအကြောင်းတရားပဲတဲ့ဒီကျမ်းမာရေးရချင်လို့ရှိရင်တဲ့ကိုယ်နဲ့တင့်တော်တာကိုလှုပ်ဆောင်တတ်ဖို့လိုအပ်တယ်ကိုယ်နဲ့တင့်တော်တယ်လို့ဆိုတာဟာအလုံးကိုခြုံပြောထားတာတပ္ပါယဖြစ်တယ်တပ္ပါယမဖြစ်ဘူးဗမာစကားမှာတပ္ပါယဆိုတာကိုယ့်အတွက်အဆင်ပြေတယ်ဆိုပါစို့ဒေသတွေအလိုက်တချို့အရက်တွေကကိုယ်နဲ့တပ္ပါယမဖြစ်ဘူးအဆင်မပြေဘူးတချို့အရက်ကကိုယ်နဲ့တပ္ပါယဖြစ်တယ်အဆင်ပြေတယ်တချို့ယာတိဥရုကကိုယ်နဲ့တပ္ပါယမဖြစ်ဘူးအဆင်မပြေဘူးတချို့ယာတိဥရုကကိုယ်နဲ့တပ္ပါယဖြစ်တယ်အဆင်ပြေ
တချို့အာဟာရကကိုယ်နဲ့တပ်ပါရမဖြစ်ဘူးတချို့အာဟာရကကိုယ်နဲ့တပ်ပါရဖြစ်တယ်စင်ပြေတယ်အနေအထိုင်မှာလည်းထို့တူပဲကိုယ်နဲ့တပ်ပါရဖြစ်တဲ့အနေအထိုင်အလုံးချုံငုံကြည့်မယ်ဆိုလို့ရှိရင်တပ်ပါရကာရီဆိုတဲ့ဒီစကားလုံးလေးတစ်လုံးထဲမှာအလုံးဟာရွေးချယ်ပြီးတော့နေတတ်ဖို့လိုတယ်တဲ့ကျမ်းမာဖို့အတွက်ရွေးချယ်နေတတ်ရမယ်ဆိုပါစို့အေးလွန်ခဲ့တဲ့ရာသီဥတုနဲ့မတည့်ဘူးဆိုရင်အေးလွန်ခဲ့တဲ့အရာမှမနေသင့်ဘူးပေါ့ကိုယ်နဲ့မတည့်ဘူးဆိုလို့ရှိရင်မနေသင့်ဘူးအပူလွန်ခဲ့တဲ့ရာသီဥတုနဲ့ကိုယ်မတည့်ဘူးဆိုလို့ရှိရင်အပူလွန်ခဲ့တဲ့ရာသီဥတုရှိတဲ့နေရာမနေသင့်ဘူးရွေးချယ်ပြီးတော့နေရဒီရက်ွက်မှာနေလို့ဒီရက်ွက်ကကျမ်းမာရေးမရဘူးဆိုလို့ရှိရင်ဒီရက်ွက်မှာမနေသင့်ဘူးကျမ်းမာရေးရနိုင်တဲ့ရက်ွက်မျိုးမှာနေသင့်တယ်အဲ့ဒါတွေအကုန်လုံးကိုဆိုလို့ဒီအစာစားလို့ကျမ်းမာရေးမပြည့်စုံဘူးဆိုရင်အဲ့ဒီအစာမစားနဲ့ဒီအစာစားမှကိုယ်နဲ့တင့်တော်ပြီးတော့ကျမ်းမာရေးပြည့်စုံတယ်ဆိုရင်အဲ့ဒီအစာကိုစားဒီလိုဆိုလို့တာဒါနဲ့စောစောထားပြီးတော့လမ်းလျှောက်လို့ကိုယ့်အတွက်ကျမ်းမာရေးအဆင်ပြေတယ်ဆိုရင်လမ်းလျှောက်ဒါနဲ့စောစောထားပြီးလမ်းလျှောက်လို့ကျမ်းမာရေးအတွက်အဆင်မပြေဘူးဆိုမလုံးနဲ့ပေါ့ဒါကိုဆိုလို့တာကျမ်းမာရေးအတွက်တယောက်နဲ့တယောက်တူချင်မှတူတယ်အဲ့ဒါကြောင့်လို့မြတ်စွာဘုရားဟောတဲ့စကားလုံးကအမတမခြုံမိငုံမိတယ်တပ္ပယခိရိယာကိုယ်နဲ့တင့်တော်မြတ်တာကိုလုပ်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်ချမ်းသာပါလိမ့်မယ်ကိုချမ်းသာဖို့အတွက်လူလောကမှာလူတွေကစီးစိမ်ဥစ္စာရှိုံနဲ့မလုံလောက်ဘူးလှပအောင်ပြင်ဆင်ထားရုံနဲ့မလုံလောက်ဘူးချမ်းသာဖို့လည်းလိုအပ်တယ်တတိယလိုချင်တာရဖို့ဒါလုပ်ဖို့လိုအပ်တယ်အေးကျမ်းတော်ကျမ်းမာခြင်းနဲ့မတည့်တာတွေစားတယ်မတည့်တဲ့နေရာမှာနေတယ်မတည့်တဲ့အနေအထိုင်တွေမတည့်တဲ့အစားအသောက်တွေဒီလိုတွေနေမယ်ဆိုလို့ရှိရင်ချမ်းသာရေးဆိုမရနိုင်ပါဘူးပြောတာနော်နောက်တစ်ခုကလူလောကရောက်လာရင်ချမ်းသာရေးနဲ့တည်းမလုံလောက်သေးဘူးနောက်တစ်ခုလိုအပ်တာဘာလို့ဆိုရင်ကိုချင်းတရားကောင်းမွန်ဖို့လိုအပ်သေးတယ်ကိုချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုအပ်တယ်အဲ့ဒီကိုချင်းတရားကောင်းမွန်အောင်ကြတော့ဘာတွေလိုအပ်တုံဆိုလို့ရှိရင်မိတ်ကောင်းဆွေကောင်းတွေရှိဖို့လိုအပ်တယ်ဟောမိတ်ကောင်းဆွေကောင်းရှိမှမိတ်ကောင်းဆွေကောင်းတွေရဲ့အတုကိုယူပြီးတော့ဒီလူတွေဟာကိုချင်းတရားတိုးတက်မှုတွေရဒါလည်းဟုတ်တယ်တချို့ကြတော့အပေါင်းအသင်းမကောင်းတာနဲ့ဇေယိုက်တွေကပြတ်သွားတာရှိအပေါင်းအသင်းကိုမှီပြီးတော့ဇေယိုက်ကပြတ်သွားအပေါင်းအသင်းအမတမလို့ဗမာစကားပုံနဲ့ရှိတယ်တငါနာနီတငါမို့ဆိုနာနီမို့ဆိုတငါနဲ့အတူနေလို့ရှိရင်ကိုယ်လည်းပဲတငါဖြစ်သွားတာပဲမုတ်ဆိုးတွေနဲ့အတူနေလို့ရှိရင်ကိုယ်လည်းမုတ်ဆိုးဖြစ်သွားတာပဲလို့ဒီလိုဆိုဒါလည်းအမတမထင်ရှားတယ်လူတင်လားလို့ဆိုလူတင်မဟုတ်ဘူးငပြောဘက်ကလေးတစ်ခုကိုကြည့်ငပြောဘက်ကလေးဟာငစိမ့်ကိုထုတ်မယ်ဆိုလို့ရှိရင်အညှိနှံ့ဆွဲသွားပါစပယ်ပန်းလေးကိုထုတ်လိုက်လို့ရှိရင်အဲ့ဒီငပြောဘက်ကလေးကအမွှေးနှံ့တာကူးသွားတာမွေ့သွားဒါကြောင့်မို့လို့ကိုချင်းတရားကောင်းပြီးတော့အရက်ထဲမှာလူတော်လူကောင်းဖြစ်ဖို့ဆိုတာကိုချင်းတရားကောင်းတဲ့မိကောင်းဆွေကောင်းတွေနဲ့ပေါင်းမှုလိုအပ်တယ်လို့ဒီလိုပြောတာဗျာအဲ့ဒါကိုပဲဥပနိတယပစ္စယောလို့24ပစ္စည်းမှာဟောတာအဲ့တော့ပဋ္ဌာန်းကျမ်းဆိုတာလည်းပဲလောကလူမှုရေးအတွက်အကြောင်းနဲ့အကျိုးမှန်မှန်ကန်ကန်သိဖို့အတွက်ရသော်ဗျာဟောတာလက်တွေ့ကျင့်သုံးနိုင်ရလက်တွေ့ကျင့်သုံးမှုကမှန်ကန်တဲ့အကြောင်းတရားတွေကိုသိဖို့အတွက်ရသော်ဗျာအကြောင်းနဲ့အကျိုးခွဲဟောတာဒါကြောင့်မို့ကလျာဏမိတ်တဆိုတဲ့မိတ်ကောင်းဆွေကောင်းဆိုတဲ့အကြောင်းတရားဟာ
အခြေခံအားဖြင့်ကိုချင်းတိလကောင်းမှုအတွက်လူတော်လူကောင်းဖြစ်ဖို့အတွက်အရေးပါတယ်ဒါလည်းမကဘူးမြတ်စွာဘုရားကတခြားသုတ်တန်တွေမှာဟောထားတာဆိုလို့ရှိရင်ကလျာဏမိတ်တရှိမှနောက်ဆုံးမှာဘက်ဖို့နိဗ္ဗာန်တောင်ရတယ်လို့ဒီလိုဟောထားကလျာဏမိတ်တနဲ့မတွေ့ရဘူးဆိုရင်ဘက်ဖို့နိဗ္ဗာန်တောင်မရနိုင်ဘူးလို့ဒီလိုဟောတာဒါကြောင့်လို့မိတ်ကောင်းဆွေကောင်းဆိုတာအခြေခံအဖြစ်လူတော်လူကောင်းဖြစ်ဖို့ကစပြီးအထက်အဆင့်ထိအောင်မိတ်ကောင်းဆွေကောင်းအရေးကြီးတယ်အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောထားတော့ဆိုတော့ကလျာဏမိတ်တတာသီလနံအာဟာရောကလျာဏမိတ်တတာမိတ်ကောင်းဆွေကောင်းရှိမှုဟာသီလနံအာဟာရောကိုချင်းတရားကောင်းမှုအတွက်အကြောင်းတစ်ခုပါပဲတဲ့ဟောဒီအကြောင်းကိုချင်းတရားကောင်းမှုအတွက်အရေးပါတဲ့ဥပနိဒေယပစ္စည်းလို့ခေါ်တဲ့အကြောင်းတရားပဲလူလောကရောက်လာပြီဆိုတဲ့ကစီစဉ်ဥစ္စာရှိဖို့ကြိုးစားကြရလိမ့်မယ်တတရရဖြစ်ဖို့လှပဖို့ပြင်ဆင်ကြရလိမ့်မယ်ကျမ်းမာဖို့အတွက်တင့်တယ်ဟောတာတွေလုပ်ကြရလိမ့်မယ်ကိုချင်းတရားကောင်းဖို့အတွက်မိကောင်းဆွေကောင်းတွေနဲ့ပေါင်းတင်ကြရလိမ့်မယ်မြတ်စွာဘုရားဒီလိုစီစဉ်တကြဟောထားတာဘဝတစ်ခုလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးစီစဉ်တကြဟောတာကနောက်တစ်ခုကဘာတော့လို့ဆိုလို့ရှိရင်ကောင်းပြီကိုချင်းတရားကောင်းပြီကိုချင်းတရားကောင်းပြီတဲ့နောက်မှာနိဗ္ဗာန်ချမ်းသာကိုရခြင်းလို့မဂ္ဂင်၈ပါးဆိုတဲ့မြတ်သောအကျင့်ကိုကျင့်မှလိမ့်မယ်မြတ်သောအကျင့်ကိုကျင့်ပြီသို့မဟုတ်လူဘဝကနေခွာရှောင်ပြီးတော့သာသနာ့ဘောင်ဝင်ပြီးတော့နော်တောင်ကုန်းအာယုန်နေနဲ့မနေတော့ပဲနဲ့ရသောအကျင့်ကျင့်ဖို့ဆိုပြီးသာသနာ့ဘောင်ဝင်ပြီးအဲ့ဒီလိုဝင်သွားတဲ့ပုဂ္ဂိုလ်သို့မဟုတ်လူဘဝနဲ့မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်နေတဲ့ပုဂ္ဂိုလ်ဘာလိုအပ်တယ်လဲအဲ့ဒီကိုကျင့်တဲ့ဓမ္မစရိယဆိုတဲ့အကျင့်မြတ်အထောက်အကူဖြစ်မဲ့အကြောင်းတရားကဘာလဲလို့ဆိုမြတ်စွာဘုရားကဣန္ဒရိယတံဝရောဓမ္မစရိယတအာဟာရောဣန္ဒရိယတံဝရောမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဣန္ဒြေကိုစုပ်ပိတ်ထိမ့်သိမ်းခြင်းဟာဓမ္မစရိယတမြတ်သောအကျင့်ကိုကျင့်ခြင်းအာဟာရောအောင်မြင်မှုရန်အတွက်အကြောင်းတစ်ခုပဲဟုတ်ပြီကမ္မထမ်းလည်းအထုတ်တယ်တယ်လီဗီရှင်းလည်းကြည့်ချင်တယ်တချို့ကလည်းဒရပါချမ်းချမ်းမှန်လုပ်ကြတယ်မကြည့်တတ်တော့တဏှာတဲ့ကြည့်တတ်တော့ဘာဝနာဆိုပြီးရုပ်ရှင်ကြည့်ရင်ကမ္မထမ်းထိုင်တဲ့လူကရှိသေးတယ်နော်ကမ္မထမ်းထိုင်ရင်သူတရားလူပြမြတ်ရတယ်လို့ထင်တာနော်အခုဒီမှာမြတ်စွာဘုရားကဣန္ဒြိယတံဝရတဲ့အဲ့တော့ကိုယ်တဏ္ဍာမှာဘာတွေဖြစ်တယ်ဆိုတာကိုယ်အသိဆုံးပဲဣန္ဒြိယဆိုတာဘာကိုပြောလို့ဆိုတာ controlling faculty ဆိုတာအမြင်ကိစ္စမှာဘယ်သူကထိန်းချုပ်ထားတယ်ဆိုမျက်စိကထိန်းချုပ်ထားအကြားကိစ္စမှာနားကထိန်းချုပ်တယ်အနံ့ကိစ္စကြလို့ရှိရင်နှာခေါင်းကအယတကိစ္စမှာဆိုရင်လျှာကအထီးတွေကိစ္စမှာဆိုရင်ခန္ဓာကိုယ်ကတခြားကိစ္စတွေမှာဆိုလို့ရှိရင်မနဆိုင်ရာထိန်းချုပ်မှုဒါကြောင့်မလို့ဣန္ဒြေဆိုတာအဲ့ဒါကိုခေါ်ထိန်းချုပ်မှုပိုင်စိုးမှုအဲ့ဒါကိုဆိုအဲ့ဒီထိန်းချုပ်မှုပိုင်စိုးမှုတွေနဲ့ပတ်သက်ပြီးတော့မျက်စိကနေပြီးတော့အမြင်အာယုန်နဲ့ပတ်သက်ပြီးလောဘမဖြစ်အောင်အမြင်အာယုန်ပေါ်မှာဒေါသမဖြစ်အောင်နားနဲ့ပတ်သက်ပြီးအတန်အာယုန်မှာလောဘဒေါသမဖြစ်အောင်နှာခေါင်းနဲ့ပတ်သက်ပြီးအနံ့အာယုန်နဲ့လောဘဒေါသမဖြစ်အောင်လျှာနဲ့ပတ်သက်ပြီးတော့အယတဘောမှာလောဘဒေါသမဖြစ်အောင်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအထိတွေ့အာယုန်မှာလောဘဒေါသမဖြစ်အောင်မနောဓာရနဲ့မနိန္ဒရေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတွေးတဲ့အာယုန်နဲ့ပတ်သက်ပြီးလောဘဒေါသမဖြစ်အောင်ဒီလိုသုတ်ပိနိုင်တာတတိနဲ့သုတ်ပိနိုင်တာကိုဣန္ဒရိယတံဝရလို့ခေါ်တယ်ဣန္ဒြေကိုထိန်းတယ်ဆိုတာအယတ်ထဲမှာပြောတာ
အိန္ဒိယကြီးတစ်ခွဲသားနဲ့နေတာကိုအိန္ဒိယထိန်းတယ်လို့အရက်ထဲကတော့ပြောခြင်းပြောမှာပေါ့နော်မျက်နှာကြီးစုပုတ်ထားပြီးတော့သူကလည်းမပြောဘဲနဲ့နေတာအိန္ဒိယကြီးထားလို့အောင်းမိသို့တော့အဲ့ဒါမျိုးကိုအိန္ဒိယထိန်းတယ်လို့မပြောဘူးမျက်စိကမြင်ပြီးလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်နားကကြားပြီးလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်အဲ့ဒါကိုမှအိန္ဒိယထိန်းတယ်လို့ပြောတာတလွဲသွားမထိန်းနေနဲ့နော်အဲ့ဒါလို့မျက်စိနာနာလျာကိုယ်စိတ်လို့ဆိုတဲ့ဣန္ဒြေ6ပါးကလောဘဒေါသတွေကိလေသာတွေမဝင်ရအောင်စုပ်ပိတ်နိုင်မှကိုလုပ်တဲ့ကမ္မထာအလုပ်တစ်ခုဟာအောင်မြင်နိုင်တယ်တဲ့အနုမဆိုမအောင်မြင်နိုင်ဘူးဒါပြောတာနော်လူလောကရောက်လာလို့စီးတဲ့ဥစ္စာလည်းရှိပါတယ်လှလှပပလည်းပြင်ဆင်ထားတယ်ကျမ်းလည်းကျမ်းပါတယ်ကိုကျင့်တရားလည်းကောင်းတယ်မြတ်သောအကျင့်ကိုကျင့်တယ်ဒါနဲ့တည်းပဲပြည့်စုံသွားမလားလို့ဆိုလူလောကရဲ့လိုအပ်ချက်တွေအကျဉ်းနေသေးတယ်ဟောဒီအကျင့်ကိုကျင့်နေဘာတွေလိုတော့ဆိုတာလူတွေမှာမိကောင်းဆွေကောင်းဆိုတာခုနတုန်းကကလျာဏမိတ်တရှိလို့ရှိရင်ကိုကျင့်တရားကောင်းတယ်လို့ပြောတယ်ဒါဖြင့်အဲ့ဒီကိုကျင့်တရားကောင်းစေတတ်တဲ့မိကောင်းဆွေကောင်းတွေကိုနဲ့အမြဲတမ်းမကင်းမကွာရှိလူဆိုတာအပေါင်းအသင်းနဲ့နေတာဖြစ်သည့်အတွက်ကြောင့်မိကောင်းဆွေကောင်းတွေရှိဖို့လိုတယ်တချို့ဆိုရင်မိတ်ဆွေကိုတမင်ဖွဲ့ရအတိဖွဲ့ရတယ်မိတ်ဆွေဖွဲ့ကြအဲ့ဒါလိုမိတ်ဆွေဖွဲ့ဖို့မိတ်ဆွေတွေရဖို့ကြတော့ဘာလိုအပ်တယ်လို့ဆိုတာမြတ်စွာဘုရားကအဝိတံဝါဒနာမိတ္တနာအာရောမိကောင်းဆွေကောင်းတွေလိုချင်တော့တဲ့ဂရိသစ္စာတီးပါစေလူလောကမှာယုံကြည်စိတ်ချရတဲ့လူမှာမိတ်ဆွေပေါ်လာပါလေဒီလူကယုံကြည်စိတ်ချရတယ်ဘယ်တော့မှလွယ်လွယ်ချော်ချော်တွေမလုပ်ဘူးတည်ကြည်တယ်ဖြောင့်မတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာမိတ်ဆွေပေါ်လာပဲအဲ့ဒါလို့မဟုတ်လို့ရှိရင်မိတ်ပြတ်တယ်လေမိတ်ဆွေဆိုတာပြတ်တယ်အဲ့ဒါကြောင့်မို့လို့ဂရိသစ္စာတီးရမလွဲချော်စေရဘူးအဲ့ဒီဂရိသစ္စာတီးပြီးတော့လွဲချော်အောင်မလုပ်တဲ့ပုဂ္ဂိုလ်တွေဟာမိကောင်းဆွေကောင်းတွေပေါ်များတယ်တဲ့ဒီလိုပြောဒါမိတ်ဆွေပေါ်ဖို့ရအတွက်မိတ်ဆွေတော့ပေါ်ပြီးနောက်ထပ်လိုအပ်တဲ့ဟာတစ်ခုကဘာတော့လို့ဆိုရှင်ဘဟုတုတမိတ်ဆွေပေါ်ယုံနဲ့မပြည့်စုံသေးဘူးနောက်ထပ်လိုအပ်ချက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘဟုတုတရှိရမယ်ဘဟုတုတမရှိလို့ရှိရင်ဟိုလူပြောယုံဒီလူပြောယုံနော်အရာရာမှာကိုယ့်ကိုယ်တိညိုဖြစ်မှမသိဖြစ်တယ်ဟိုပြောလိုက်ခေါင်းငိမ့်လိုက်တရားပြောလိုက်ခေါင်းငိမ့်လိုက်အဲ့ဒါလို့ကိုယ်ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းမရှိဘူးသူများပြောတာကိုပဲခေါင်းငိမ့်ရတဲ့အဆင့်မျိုးဆိုလို့ရှိရင်မဟုတ်သေးဘူးဒါကြောင့်မို့လူဘဝမှာဘောဓုတရှိဘောဓုတရှိအောင်စိပုလေးလာထားရတယ်ဘောဓုတရှိရမယ်အဲ့တော့ဘောဓုတရှိဖို့အတွက်ဘာလို့ရမလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကဒီသုတ်တံမှာညွှန်ကြားထားတာကသစ္စာယခိရိယာဘာဟုတ်သစ္စာဆိုအာရောဘောဓုတရှိဖို့အတွက်ဘောဓုတရှိရရှိအောင်မှတ်သားเสียအတူအထွားဘောဓုတဆိုကျက်မှတ်ရတယ်တဲ့နော်ကျက်မှတ်တယ်ဆိုရင် memorize လုပ်တာ memorize လုပ်တာဟောမြန်မာလူမျိုးတွေက memorize လုပ်ဖို့သိပြီးတော့ဝန်မလေးကြအထူးသဖြင့်နိုင်ငံသားတွေတခြားနိုင်ငံလူတွေ memorize လုပ်ဖို့ကျက်ဖို့အလွတ်ကျက်ဖို့သိပြင်းတယ်အခုသစ္စာယကိရိယာဆိုတာတချို့စာကကျက်ကလေးတွေဆိုကြက်ကြတာလေသူတို့စာဆိုတာကြက်ထားတချို့ကြက်တဲ့နဲ့ကြက်ထိုက်တယ်ကြက်မှတ်ထားရတယ်နှုတ်ကနေရွတ်ဆိုကြရတယ်သစ္စာယကိရိယာအဲ့ဒါဘောဓုတရှိခြင်းအကြောင်းတစ်ခုပဲစာပိုက်ကလေးတွေတူထွာလေးတွေကြက်ထားကြ
အဲ့ဒီကြက်ထားတဲ့စာပိုက်ကလေးတွေကကိုယ့်အတွက်မှာဘဝလမ်းညွှန်လေးတွေဖြစ်လာဘဝခရီးအတွက်လမ်းညွှန်လေးတွေဖြစ်လာတယ်မြတ်စွာဘုရားဟောတဲ့တရားပဲဖြစ်စေပညာရှိသူတော်ကောင်းတဲ့သုံးမတဲ့တရားစကားတွေပဲဖြစ်စေအဆုံးအမဩဝါဒတွေပဲဖြစ်စေဒီလိုကြက်မှတ်ပြီးတော့ဆောင်ထားတဲ့ဟာတကယ်အရေးပါလာပြီဆိုလို့ရှိရင်ကိုယ့်အတွက်အသုံးဝင်တာလေးကြီးပဲဖြစ်လာတယ်ဘောဓုဒဆိုတာရှားပွေပြီးတော့စီးပူကြရမယ်တဲ့အဲ့ဒါလို့ဆိုလိုတာကစာများများဖတ်ဖို့လိုတယ်ပေါ့ဘောဓုဒရှိဖို့သစ္စာရဒီကနေ့ခေတ်မှာစာဖတ်ရှေးခေတ်တုန်းကတော့မြတ်စွာဘုရားကရှေးခေတ်နဲ့ဟောတာကြတော့ဒီကနေ့ခေတ်နဲ့ရှေးခေတ်နဲ့မတူတဲ့စာသင်တဲ့အခါမှာမီဒီယာချင်းမတူဘူးလို့ပြောမီဒီယာအသုံးပြုပုံချင်းမတူဘူးရှေးခေတ်တုန်းကစာသင်တာဟာနားနဲ့သင်တာဒီကနေ့ခေတ်မှာတော့နားရောမျက်စိရောနှစ်ခုစလုံးသုံးချဘာဖြစ်လို့ရှေးတုန်းကနားနဲ့တင်သင်တာတော့ဆိုစာဥစ္စာရနဲ့ရေးမှတ်ထားတာမရှိဘူးမရှိတော့ဆရာကချပေးတာကိုနှုတ်တိုက်လက်ပြီးတော့ဆိုကြဆရာချပေးတဲ့အတန်ကိုနားကသေးသေးချာချာထောင်ပြီးတော့လိုက်ဆိုကြကလေးတွေကိုမိဘကဣတိပိသောသင်ပေးတယ်လို့ပဲပေါ့ရှေးခေတ်ကသင်တယ်ဆိုတာအဲ့လိုသင်ဒါကြောင့်မို့ရှေးခေတ်စနစ်နဲ့ပြောမယ်ဆိုရင်သင်ပေးထားတဲ့စာလေးတွေကိုမပြောင်းမပြဲအောင်သစ္စာရကရိယာတရေစေရမယ်လို့ဒီလိုပြောတာဒါရှေးခေတ်စနစ်နဲ့ပြောတဲ့စကားဒီကနေ့ခေတ်နဲ့ပြောင်းပြီးတော့ပြောရမယ်ဆိုရင်စာပေတွေများများဖတ်ရှုပါစာဥစ္စာရဏိရှိသည့်အတွက်ကြောင့်ဘောဓုဒရှိဖို့အတွက်စာဥစ္စာရဏိများများဖတ်ရမယ်ဘယ်ရာပဲဖြစ်ဖြစ်ဖတ်တဲ့ဖတ်ထိုက်တာဖတ်လောကမှာမတိကောင်းတဲ့အရာဆိုတာမရှိဘူးမလုပ်ကောင်းတဲ့အရာသာရှိတယ်သိအောင်လုပ်ရမှာပေါ့အဲ့ဒါလို့သိမှအကြောင်းအကျိုးအကောင်းဆိုးဆိုတာခွဲခြားပြီးတော့ပြောနိုင်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဘောဓုဒရှိဖို့ရာအတွက်တရေစေရမယ်စာများများဖတ်ရမယ်လို့ပြောတာနော်ကဲနောက်တစ်ခုကဘောဓုဒရှိပြီဘောဓုဒပညာမဟုတ်သေးဘူးသူကဇာဘုနာဝါမရှိပညာဆိုတာကြတော့အရာရာကိုခွဲခြားစိတ်ဖြာပြီးတော့သိတတ်တယ်တဘာဝအစစ်မှန်ကိုပိုင်ပိုင်နိုင်နိုင်သိတာကြောင့်ပညာဒါဖြင့်အဲ့ဒီလိုပညာရဖို့ရာအတွက်ကဘယ်လိုလုပ်ရမလဲသုတ်တုတာပရိပု္ပ္ပာပညာယအာဟာရောသုတ်တုတာဆိုတာသင်ကြားလို့တယ်နားထောင်လို့တယ်အခုမှပဲအသိပညာတွေရဖို့တရားနာတယ်အသိပညာတွေရဖို့လိုက်ပြီးတော့နားထောင်တယ်ဟောပြောပွဲတွေတက်တယ်နားထောင်တယ်ဟောသင်္นานတွေလိုက်ပြီးတော့တက်တယ်အဲ့ဒါတွေကသုတ်တုတာလို့ခေါ်တယ်ဒီလိုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ခုလိုတရားပွဲကြီးတွေရှိတယ်အဘိဓမ္မာသင်္นานကြီးတွေရှိတယ်ဝိသုဒ္ဓိမဲ့သင်္นานကြီးတွေရှိတယ်ဘုရားတရားတော်နဲ့ပတ်သက်ပြီးတော့သင်္นานတွေရှိတယ်အဲ့သင်္นานတွေလိုက်ပြီးတော့တက်တာသုတ်တုတာပဲအဲ့လိုတက်လာတဲ့အခါကျတော့ပညာတွေရလာသုတ်တုတာလုံးလုံးချင်းချင်းသင်ကြားလို့မှုဟာပညာရအာရောပညာရဖို့ရအတွက်အကြောင်းတစ်ခုပဲတဲ့နောက်တစ်ခုကပရိပု္ပ္ပာကိုသင်ထားတဲ့အရာနဲ့ပတ်သက်ပြီးတော့မရှင်းလင်းတာတွေကိုမေးမြန်းဆွေးနွေးလေ့လာဖို့လည်းလိုအပ်သေးတယ်အနည်းဆိုရင်ဟိုလေးကမရှင်းဒါလေးကမရှင်းကြားတော့ကြားမှုတယ်ဒါလေးကသေချာမသိဘူးဆိုတာတွေကအများကြီးဖြစ်လာတော့ပညာဟာတိုးတက်မှုမရှိဘူးဒါကြောင့်ပညာတိုးတက်မှုကသင်လဲသင်ဆွေးလဲဆွေးနွေးလို့မေးလဲမေးလို့ဒီလိုဆိုတာပေါ့အဲ့ဒါဟာပညာတိုးတက်ခြင်းရဲ့အကြောင်းတစ်ခုပဲပညာတော့ရပြီပညာနဲ့မှမျက်မှောက်ပြုနိုင်တဲ့မတရားဖို့တရားနိဗ္ဗာန်ဆိုတာကိုရခြင်းနဲ့နိဗ္ဗာန်ရောက်ခြင်းနဲ့မဖို့ရခြင်းနဲ့ဘာလို့ရမလဲသာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အချိန်မှာအ ਨੇ ဆုံးသောတပန်လေးဖြစ်ခြင်းနဲ့နော်သောတပန်လေးဖြစ်ခြင်းနဲ့
သောတပန်ဖြစ်ခြင်းလို့အားကြီးလို့တချို့ကသောတပန်လက်မှတ်ပေးတဲ့စီသွားပြီးတော့ certificate သွားယူချတကယ်သောတပန်ဖြစ်သလားမဖြစ်ဘူးလားတော့စာထဲမှာတော့သောတပန်လို့သတ်မှတ်လိုက်တာပဲเนาะအဲ့သောတပန်ဖြစ်ခြင်းနဲ့တရားဥတရားမြတ်ရခြင်းဘာလို့အောင်လို့ဆိုအနုယောခောပစ္စဝက္ခဏအနုယောဂဆိုမှန်ကန်တဲ့နိလန်းနဲ့ကျိုးပန်းအထောက်ပါမှန်ကန်တဲ့နိလန်းနဲ့ကျိုးပန်းအထောက်တယ်ဆိုတာမဂ္ဂင်၈ပါးကျင့်တရားကိုကျင့်တာပဲမဂ္ဂင်၈ပါးကျင့်တရားမဲ့အထောက်တယ်ဆိုတဲ့ဝိရိယတစ်ခုကိုပဲပြောတရားအထုတ်တယ်ဆိုတာဘာလို့ထားလဲကိုယ်စိတ်ထဲမှာအကုသိုလ်မဖြစ်အောင်စုပ်ပိတ်ဖို့ကြိုးစားတာဖြစ်လာတဲ့အကုသိုလ်ကိုဖယ်ရှားပစ်ဖို့ကြိုးစားတာမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ကြိုးစားတာဖြစ်ပြီးသားကုသိုလ်တွေတိုးတက်လာအောင်ကြိုးစားအဲ့ဒီကြိုးစားမှု၄ရပ်ကိုသမ္မပဒံတရား၄ပါးလို့ခေါ်တာအဲ့ဒီသမ္မပဒံတရား၄ပါးကိုပဲမဂ္ဂင်၈ပါးမှာသမ္မာဝါယာမလို့ပြောတာအနုယောဂောလို့ဒီနေရာမှာမြတ်စွာဘုရားကဟောလိုက်တာကျိုးပန်းအထုတ်ပါနိဗ္ဗာန်ရခြင်းအထုတ်သောတပန်ဖြစ်ခြင်းအထုတ်အချောင်တော့မရနိုင်ဘူးတဲ့ဒါပြောတာနော်ပစ္စဝခဏတဲ့အသိဉာဏ်နဲ့အလေးအနက်ဆင်ញင်စဉ်းစားမှုလိုအပ်တယ်ကိုရတယ်ဆိုကိုယ့်အကိုသိတယ်သူများကသောတပန်လို့ပြောလိုက်လို့ကိုယ့်အကိုဘာမသိညာမသိနဲ့နော်အဲ့ဒါလို့သူများသူငါသောတပန်လို့ပြောလိုက်တာပဲငါတကယ်များသောတပန်ဖြစ်နေပြီလားလို့ကိုယ့်ကိုအဲ့ဒါလို့မဖြစ်သင့်ဘူးတဲ့ဒါကြောင့်မို့ပစ္စဝခဏလေးနဲ့ဆင်ញင်စဉ်းစားတတ်ရမယ်လို့ဒီလိုပြောတာအဲ့တော့ကျိုးပန်းအထုတ်မယ်ဆိုလို့ရှိရင်ဓမ္မလို့ခေါ်တဲ့မဲ့၄ပါးကို၄ပါးနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားတွေရရှိနိုင်ပါတယ်မကျင့်မဲနဲ့တော့မရဘူးလောကုတ္တရာတရားရခြင်းကျင့်ရမှာကသမထကျင့်စဉ်ကျင့်ရမယ်သမထကျင့်စဉ်ကနေပြီးဝိပဿနာကျင့်စဉ်ကိုကျင့်ရမယ်အဲ့တော့သမထကျင့်စဉ်မပါဘဲနဲ့ဝိပဿနာကျင့်စဉ်ကနေတိုက်ရိုက်သွားလို့လည်းရတယ်ဝိပဿနာကျင့်စဉ်အောင်မြင်ပြီဆိုမှမဲ့ဆိုတာပေါ်လာနိုင်တယ်မဲ့ပေါ်လာမှဖို့ဆိုတာပေါ်လာနိုင်တယ်မဲ့ဖို့ပေါ်လာမှနိဗ္ဗာန်ဆိုတာမြင်သိလို့ရတယ်မျက်မှောက်ပြုလို့ရတယ်အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကအနုယောဂောပစ္စဝခဏဓမ္မနာအာဟာရောအနုယောဂောမှန်ကန်တဲ့နိလန်းနဲ့ကမ္မထအလုပ်ကြိုးပမ်းအထုတ်ခြင်းပစ္စဝခဏဆင်ခြင်နှလုံးသွင်းခြင်းဟာဓမ္မနာအာဟာရောလောကုတ္တရာတရားတွေကိုမျက်မှောက်ပြုဖို့အတွက်အကြောင်းဖြစ်ပါတယ်လို့ဒီလိုခေါ်တာကောင်းပြီကဲဒီဘဝမဲ့ဖို့နိဗ္ဗာန်ရရင်လည်းရမရဘူးဆိုရင်နောက်ဆုံးမှာလူတွေရဲ့နောက်ဆုံးလိုအပ်ချက်ကလေးတစ်ခုရှိတယ်နော်ကိုယ့်ကိုမေးကြည့်ပါနောက်ဆုံးလိုအပ်ချက်ကလေးကဘာတော့ကိုယ့်ကိုအဖြေထုတ်ကြည့်မယ်ဆိုဘဝမှာနောက်ဆုံးလိုအပ်ချက်ကလေးဘာတော့ဆိုလူတွေကအမျိုးမျိုးတော့ပြောကြမှာပေါ့နော်တကယ်ကနောက်ဆုံးလိုအပ်ချက်ကလေးကဤဘဝဤအခြားမဲ့နိုင်ကြီးတဲ့ကောင်းတဲ့ဘဝရောက်ပါရစေဆိုတာနောက်ဆုံးလိုအပ်ချက်ကလေးပဲဒါလေးသေသည်ဤအခြားမဲ့ဆိုတာနောက်ဆုံးလိုအပ်ချက်ကဒါလာမှာပဲလေဒီဘဝတော့ပြောကြတယ်လေဒီဘဝတော့ဒီညတာအဲ့တော့နောက်ဘဝကျတော့ဒီတဲ့ကောင်းတာလိုချင်တယ်ဟုတ်ပြီနောက်ဘဝဒီတဲ့ကောင်းတာရချင်ဘာလို့ရမလဲမြတ်စွာဘုရားကမင်းဒီဘဝဒါတွေပြည့်စုံသွားပြီဆိုလို့ရှိရင်ကဲဒီဘဝအဆုံးသတ်လို့မျောလင်းချက်ကုန်သွားပြီဆိုရင်နောက်ဘဝဘာလို့ဖို့လို့ကောင်းတဲ့ဘဝရောက်ချင်သလားတဲ့ရောက်ချင်ပြီဆိုလို့ရှိရင်သမ္မာပฏิပတ်တိသက်ခဏအာရောသမ္မာပฏิပတ်တိမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လန်းခြင်းဟာတဲ့သက်ခဏလူပြည်နတ်ပြည်တို့ရဲ့အာဟာရောရောက်ချောင်းတရားပါပဲလို့ဆိုတာကောင်းတဲ့လူဘဝကောင်းတဲ့နတ်ဘဝဖြစ်ချင်သလားဖြစ်ချင်သမ္မာပฏิပတ်တိဒါဖြင့်သမ္မာပฏิပတ်တိမှန်မှန်ကန်ကန်ရှောက်လန်းရမယ်ဆိုတာဘာပြောတာလဲဆိုရင်ဒုစရိုက်ကိုရှောင်သူစရိုက်လမ်းကြောင်းကရှောက်ဖို့ဒါပြောတာနော်
အကုသိုလ်ကမ္မပဋ္ဌတရား7ပါးကိုရှောင်ရှားလို့ကုသိုလ်ကမ္မပဋ္ဌတရားကိုကျင့်သုံးတာဟာတမ္မာပฏิပတ်တိပဲအဲ့တော့ဒါကရိုးနေတဲ့တရားတစ်ခုဒီနောက်ဘဝကောင်းတာရောက်ချင်လို့ရှိရင်ဘုန်းကြီးတို့တွေကာယကံမှုဝစီကံမှုမနောကံမှုဆိုဒီသုံးခုနဲ့ပတ်သက်ပြီးတော့တမ္မာပฏิပတ်တိဆိုတာပြောရမယ်ဆိုရင်သူများရဲ့ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုအဘိဓါဆိုတဲ့လောဘအတွေးမဖြစ်စေနဲ့ဒါနံပါတ်1တစ်ဖက်သားပျက်စီးသွားအောင်ကြံတွေးရတဲ့ဒေါသအတွေးမျိုးမတွေးမိစေနဲ့ကံကံရဲ့အကျိုးကိုမယုံကြည်တဲ့လက်မခံတဲ့အမြင်မျိုးမရှိစေနဲ့ဆိုရင်ဒါမှတ်ကန်တဲ့လမ်းကြောင်းရှောင်နေပြီသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတာဘယ်တော့မှမတွေးဘူးသူတစ်ပါးပျက်စီးပါစေဆိုတဲ့ဒေါသနဲ့တွေးတဲ့အတွေးဘယ်တော့မှမတွေးဘူးကံကံရဲ့အကျိုးညှင်းပယ်တဲ့အမြင်မျိုးဘယ်တော့မှမထားဘူးဆိုလို့ရှိရင်ဒါတမ္မာပฏิပတ်တိပဲလက်ပြရောက်ဖို့မှန်ကန်တဲ့လမ်းကြောင်းကိုရှောက်တာခေါ်တယ်ဒါကစိတ်แท้ကရှောက်တာနှုတ်နဲ့ကဲမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လှမ်းတယ်ဆိုတာဘာပြောတာလဲလိန်ပြောခြင်းမှရှောင်ခြင်းနဲ့မလိန်ဘူးမှန်တာပဲပြောတယ်ခုံးမတိုက်ဘူးတယောက်နဲ့တယောက်တက်အောင်ပဲပြောတယ်ဆဲရေးတိုင်းထွာပြီးတော့ရိုင်းပြတဲ့စကားမျိုးကိုမပြောဘူးကျင်နာတဲ့ရင်ကျေးသိမ်မွေးတဲ့စကားမျိုးကိုပဲပြောတယ်အကျိုးမဲ့အလဟတအချိန်ဖြုံးတဲ့တန်ဖိုးမရှိတဲ့စကားမျိုးတွေပြောပြီးတော့အချိန်မဖြုံးဘူးတန်ဖိုးရှိတဲ့စကားကိုသာပြောမယ်ဆိုတာဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်တာနှုတ်နဲ့မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တာကိုယ်ကာယနဲ့မှန်ကန်တဲ့လမ်းကြောင်းလျှောက်ဖို့ကြတယ်တတ္တဝါတွေရဲ့အသက်ကိုတတ်ခြင်းမှလုံးဝရှောင်တယ်ညီသည့်တတ္တဝါရဲ့အသက်ကိုမှမတတ်ဘူးလုံးဝရှောင်တယ်သူတစ်ပါးဥစ္စာဆိုလို့ရှိရင်မပေးတဲ့သူများပစ္စည်းကိုမတရားတဲ့နည်းဘယ်နည်းနဲ့မှမယိုးသားတဲ့နည်းနဲ့ရယူဖို့ဘယ်တော့မှမကြိုးစားဘူးဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်တယ်သူတစ်ပါးတာမယာနဲ့ပတ်သက်ပြီးတော့လုံးဝပြစ်မှားမှုမပြုဘူးဒါမှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တယ်ဟောပေါင်းလိုက်တော့ဒါသူစရိုက်7ပါးလို့ခေါ်တယ်သူစရိုက်လမ်းကြောင်းကလျှောက်ပြီဆိုလို့ရှိရင်ဒီဘဝအဆုံးသတ်သွားလို့နောက်ဘဝဟာဒီတဲ့ကောင်းဘဝတေချာပြီပေါ့ဒါနောက်ဆုံးမျှော်လင့်ချက်ကလေးပဲပေါ့ဒါကြောင့်မို့လို့လူလောကရဲ့လူချင်းစရာအချက်တွေကမြတ်စွာဘုရားကဒီတုတ်တံထောက်ပြီးတော့ပြထားတာလူဘဝရလာတာနဲ့တပြိုင်နက်စီစဉ်ဥစ္စာရဆိုတာလူချင်းတယ်နံပါတ်2ကလှခြင်းတယ်နံပါတ်3ကချမ်းသာခြင်းတယ်နံပါတ်4ကကုချင်းတရားကောင်းခြင်းတယ်နံပါတ်5ကကောင်းမြတ်တဲ့အကျင့်တစ်ခုကိုကျင့်ကြံခြင်းတယ်နံပါတ်6ကမိတ်ဆွေပေါ်ခြင်းနဲ့နံပါတ်9ကဘဟုသုတရာခြင်းနဲ့နံပါတ်10ကပညာတတ်ခြင်းနဲ့နံပါတ်9ကတရားထုတရားမြတ်ရခြင်းနဲ့နောက်ဆုံးမျှော်လင့်ချက်ကြတော့ကောင်းရသူတိရောက်ခြင်းနဲ့ပေါ့အဲ့ဒီလိုချင်တာတွေရနိုင်ဖို့အတွက်လက်တွေ့ကျင့်သုံးဖို့ကိုမြတ်စွာဘုရားဒီတုတ်တံမှာဟောတာစီစဉ်ဥစ္စာကိုရခြင်းကြိုးစားတဲ့အစင်းမှခြင်းပြင်းပြင်းစင်စင်နေတဲ့ချမ်းသာခြင်းလို့ရှိရင်ကိုယ်နဲ့တင့်တော်တာလုပ်တဲ့ကိုကျင့်တရားကောင်းခြင်းမိကောင်းဆွေကောင်းတွေနဲ့ပေါင်းတဲ့ရသောအကျင့်ကိုကျင့်မယ်ဆိုရင်အိန္ဒိယကိုထိမ့်သိမ့်တဲ့နော်မိတ်ဆွေတွေပေါ်ခြင်းနဲ့ဆိုရင်သစ္စာဂရိတိပစေဘောဓုတရှိခြင်းစာများများဖတ်ပညာရခြင်းတရားများများနာစာများများသင်နော်ဆွေးနွေးလေ့လာမေးမြန်းတဲ့တရားတွေတရားများရခြင်းကြိုးစားအားထုတ်အမတ်တမဲ့မနေနဲ့အလေးနဲ့ဆင်ញင်စဉ်းစားနောက်ဆုံးသိတဲ့အခါဤဘဝရဲ့အခြားမဲ့ကောင်းရသူဂတိရောက်ခြင်းနဲ့ဆိုရင်
သူစရိုက်ဒုစရိုက်တွေကိုရှောင်ရှားပြီးတော့သူစရိုက်တရားတွေကိုကြိုးစားအားထုတ်ပါလို့ဟောဒီအိဋ္ဌဓမ္မတုတ်မှာမြတ်စွာဘုရားကဒီလိုဟောကြားထားတာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့လိုချင်တာတွေရနိုင်ဖို့လက်တွေ့ကျင့်မှသာရနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မို့လိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးကြပါစို့လို့